အားလုံးပဲမင်္ဂလာပါ Manchester United ပွဲပြီးပြီပေါ့ United ကတော့ Spain မှာပဲ Bilbao အသင်းကို 3-0 နဲ့အနိုင်ရလာတယ်ဆိုတော့ United ပွဲပြီးရင်ကျွန်တော် United ပွဲအကြောင်းပြောကြပါဗျာထုံးစံအတိုင်းပဲပေါ့ဒီနေ့ကတော့အနိုင်ရလက်ကတော်တော်ပြောဖို့ကောင်းတယ်ပြောလို့ရှိရင်ကျွန်တော်မပြောရရကြပြီလေပြီးလို့ရှိရင်ဒီနေ့ပြောဖို့ကောင်းတာကလည်းမပြောနဲ့ဗျာကျွန်တော် Europa League Final ကိုတက်မဲ့ပွဲတကယ်ခက်ခဲမယ်လို့ထင်ထားတဲ့ပွဲက ACC လေးနဲ့ပဲနိုင်သွားတယ်ဆိုတော့တကယ်ပြောရတဲ့နေ့ပါလုံးဝ AC တည်နေမနဲ့ခင်းလေးပေါ့နော်တကယ်တာရတဲ့မနဲ့ခင်းလေးဖြစ်သွားဒီနေ့မနဲ့ခင်းကတကယ်ပြောဖို့ကောင်းတဲ့မနဲ့ခင်းဆိုတော့ဒီနေ့ကတော့ကိုရီးယားတော့ပြုံးစီစီပဲပေါ့နော်ပြုံးစီစီပဲဆိုတော့လုံးဝကိုစပိန်တန်းတွေကိုရှေ့သိပ်လာတာဆိုတော့ပြုံးစီစီပဲပေါ့တကယ်တမ်းပြောရလို့ရှိရင်ကျွန်တော်တို့ဒီချက်တော့ဘူးပြခဲ့တင်တာဒီချက်ကိုပြက်ခဲ့တင်တာဒါပေမဲ့ကိုမပြက်ခဲ့ဘူးကျွန်တော်ပထမပိုင်းမှာလေပထမပိုင်းပွဲပြီးပြီးယူတင်နေဆိုတော့ဒီထဲမှာကျွန်တော်ပြောတယ်ပထမပိုင်းမှာဒုတိယမှာတကူးမဟုတ်နှစ်ကူးလောက်တော့ရနိုင်တည်တယ်လို့ပြောတယ်ဒါပေမဲ့နှစ်ကူးမပြောနဲ့ဗျာတကူးတော့မရအောင်ဆိုတော့ဂူဘာကိုထိပြီးတော့ထွက်သွားတာကဒီပွဲစမှာနှလုံးတော်ရှိတယ်ဆိုတော့ခက်ဆမေယိုကောင်းတိုက်တဲ့တစ်လုံးရဲ့မဇရာဝီကန်တဲ့တစ်လုံးရဲ့ဒီနှလုံးသားဝင်သွားလို့ရှိရင်ပြီးသွားပြီဗျာဒီကောင်လေးမျိုးလင်းချက်ကဥထရပ်ဖို့မပြောနဲ့မင်းဘယ်ဟိုပဲလာကန်ကန်စပိန်မှာနောက်တစ်ကြိုက်ထက်ကန်လို့ရတယ်၄ခု၅ခုလောက်ပြတ်သွားလို့ရှိရင်ဒီကောင်လေးကပြီးသွားပြီတခါတည်းဟိုဘာမှလုပ်စရာမလိုဘဲနဲ့ဟိုအလိုပြီးသွားတော့မှဘာမှထောင်ထောင်လုံးနိုင်တော့မှာမဟုတ်ဘူးဒီလိုမျိုးရလာထွက်အောင်ကိုရီတင်းကမစွမ်းဆောင်နိုင်ခဲ့ဘူးနော်မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက်ကျွန်တော်ကတော့နည်းနည်းတော့စိုးရင်ပြီးတယ်ပြုံနေတာကတော့ပြုံနေတာတကြောင်ပေါ့ပြုံစီစီမျက်နှာကတော့ပြုံစီစီမျက်နှာတကြောင်ပေါ့ဗျာသိမလားဒါပေမဲ့ဒုတိယပိုင်းကကျွန်တော်တို့ဥထရပ်ဖို့မှာကန်ရမယ်17ယောက်ကန်ရမှာ17ယောက်ကန်ရမယ်အချိန်ကမလွယ်ဘူးဘီဘာကိုအသင်းကိုတကယ်တမ်းပြောရလို့ရှိရင်လက်ရှိစပိန်မှာအဆင့်4နေရာမှာရက်တည်နေတဲ့ဘီဘာကိုအသင်းဆိုတော့ကိုရီမန်ချက်စတာယူနိုက်တက်ကတိုက်စစ်ပိုင်းမှာတိုင်ပတ်နေတာဒါတော့မှဒီနေ့ပွဲစဉ်မှာပန်တင်ပါပဲနဲ့နှစ်ခုသွင်းသွားတယ်ဆိုတာတော်တော်ကောင်းတာပဲတော်တော်ကောင်းတဲ့တိုက်စစ်လို့ပြောလို့ရတယ်ဘီဘာကိုအသင်းကဘယ်လိုပြောမလဲစပိန်မှာဆိုလို့ရှိရင်သူတို့ကခန်းစစ်တော်တော်လေးကိုကောင်းတဲ့အသင်းပြသွင်းခု20ကျိုးပေးထားပြီးတိုက်စစ်ကလည်းဂူ90သွင်းထားတာလွယ်တဲ့အသင်းမဟုတ်ဘူးအဆင့်4နေရာထိဝင်သွားတာဆိုတော့ရီယေတို့ဘာစီတို့အောက်မှာပဲရှိနေတဲ့အသင်းမျိုးဆိုတော့ဒီလိုမျိုးအနိုင်နိုင်ခဲ့တာကတကယ်ဝမ်းသာစရာပဲကျွန်တော်တို့တည်မလားပထမပိုင်းမှာလုံးဝကိုကျွန်တော်တို့ဖက်မှာဘိုး position ကအသာစီးရှိနေခဲ့တယ်ဆိုပေမဲ့လို့ဂူပေါက်ကန်သွင်းချက်မိနစ်30လောက်တစ်ချိန်မှမရခဲ့ဘူးတစ်ချိန်မှမရခဲ့ဘူးဘီဘာကပဲအဝေးကကန်လိုက်အနီးကကန်လိုက်နဲ့လုံနေတာဆိုတော့ကိုရီမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့တော်လေးကိုမှပထမပိုင်းမှာရုန်းကန်ခဲ့ရတယ်ဗောလေဆိုတော့တိတ်တော့မကြပါဘူးမန်ချက်စတာယူနိုက်တက်အသင်းကမှုအောင်လာတယ်လို့ပြောရမလားဒီမဝိုင်းရတော့ကတော့မှုအောင်သွားတယ်ဗျာတောင်ပိုင်းကနေတော်တော်လေးကိုကောင်းတယ်ဆိုတော့ Harry Daniel တို့ဗောလေဘယ်လိုပြောရမလဲHarry Daniel တို့ရိုနီမကွိုင်းယားတို့ပေါ့သူကမှုအောင်သွားတာမကွိုင်းယားဆိုတော့ဘီဘာအသင်းရဲ့ကစားသမားကတော်တော်လေးတိုင်ပတ်သွားတယ်ဘယ်လိုပြောရမလဲကြောင်ချောက်ချားလေးပါဖြစ်ကုန်တာဘိုးလုံးပေရောက်လို့ရောက်သွားမှမသိတော့ဘူးဆိုတော့ဖြတ်တယ်မှုပေးလိုက်တယ်ဥကာတီကခေါင်းတက်ချပြီးတော့ကက်စမီယိုကအဆုံးသတ်သွားတယ်ဆိုတော့ပထမဦးဆောင်မှုကျွန်တော်ရတယ်တိတ်မကြဘူးဒီမဇရာဝီဖြတ်တယ်မှုဖြတ်ရှိုးပေးတယ်ကျွန်တော်ဒီကနေပြီးတော့မှဒီ penalty တွေပါရနိုင်တဲ့ sorry ဂိုးရနိုင်တဲ့အခွင့်အရေးကိုကျွန်တော်ပခုံးဆွဲပြီးလက်ချလိုက်တဲ့အတွက် penalty ဖြစ်သွားတယ်အနီးကလေးပြလိုက်တယ်ဆိုတော့ဒီနေရာမှာလည်းကျွန်တော်နှစ်ကူရပြီးတော့တယောက်ရောသွားပြီဆိုတော့နောက်တစ်ကူကတော့ဗျာဖိုးဖက်နဲ့အသင်းရဲ့တိုက်စီကကစားသမားတွေတွဲပြီးတော့ကစားသွားတယ်ဒီ Rasmus Højlund Bruno Fernandes Mason Mount တို့တွဲရနေပြီးတော့လုံးဝလွတ်ထက်သွားတယ်ဗောလေဘူဂါတီနောက်ပေါင်းလေးချပေးအောင် Bruno Fernandes က outside box ကိုကောင်းကောင်းမွန်မွန်လေးကြိုဖြတ်ပြီးတော့တိုက်စစ်မှုဘယ်လိုဂိုးသွင်းပြရမလဲဂိုးသမား2ယောက်ချင်း2ယောက်တွေ့မှာဆိုလို့ရှိရင်အဲ့လိုပုံစံမျိုးဂိုးသွင်းပြသွားတာဆိုတော့ 3C ဖြစ်သွားတယ်ဆိုတော့ဒီမှာကိုကြီးအခွင့်အရေးရခဲ့သေးတယ်ပထမပိုင်းမှာတော်တော်လေးကိုမှဂူရဖို့နီးစက်ခဲ့သေးတဲ့အရှင်လေးဆိုတော့မဇရာဝီကန်သွားတယ်လို့ဘားထိသွားတယ်ဆိုတော့ပထမပိုင်းပြီးသွားတယ်ပေါ့ဗျာပထမပိုင်းပြီးသွားပြီဆိုတော့ကျွန်တော်ဒုတိယပိုင်းမှာ AC ကစားရတယ်လူစားလင်းမှုတွေလုပ်တယ်မကွာတို့ဘာလို့စိုးစီနားပေးလိုက်တယ်ပြီးလို့ရှိရင်ဥကာတီတို့ဘာလို့ထုတ်ပြီးတော့မေဆန်မောင်းတို့ဘာလို့တုံးတယ်ဗျာဆိုတော့ကျွန်တော်ဘယ်လိုပြောရမလဲလူစားလင်းမှုတွေလုပ်တယ်ပေါ့နီးပြနေတယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာအာမက်ဒီယာတို့ဘာလို့ပြန်မြင်ရတယ်တကယ်ဝမ်းသာစရာပဲဒုတိယပိုင်းမှာမေဆန်မောင်းတွေကလည်းရုံပေးသွားရှာတယ်ဆိုတော့ဒုတိယပိုင်းမှာဘောလုံးတော့ကင်ထားတယ်ဒါပေမဲ့တိုက်စီလေးဆန်နေပါတယ်ကူကမရအောင်ကူသွင်းတာမသေးကြဘူးဘရူနိုဖန်ဒက်စ်လည်းအခွင့်အရေးရတယ်ခန္ဓာရှိုးလည်းအခွင့်အရေးရတယ်အနည်းဆုံးကတော့တကူလောက်ဘူးတင်တယ်ဗျာတကူလောက်ဘူးတင်တယ်ဒီလားတိုက်စီပိုင်းမှာကစားမောင်းရဲ့ movement တွေဒီနားလည်မှုတွေတော်တော်လေးလိုအပ်သေးတဲ့အရှိနေကူရဖို့ဆိုလို့ရှိရင်လေတော်တော်လေးတိုးတက်ဖို့လိုအပ်တဲ့အရှိနေဆိုအသင်းမှာနားလည်မှုမရှိဘူးဖြစ်နေတာလို့ပဲပြောရမယ်ပေါ့
ဆိုတော့တရားဒီဂိုးရဖို့ကြိုးစားတဲ့နေရာမှာလိုအပ်ချက်တွေတော်တော်များသေးအောင်ကျွန်တော်တွေ့ရတယ်အသင်းကဘောလုံးကိုလုံးဝလွှမ်းမှုရှုပ်ကင်ထားနိုင်တယ်တရားရုံးနဲ့ဘီဘာကိုအသင်းကိုလွှမ်းမှုထားပြီးတော့ကစားတာတိုက်စစ်ဆင်တာဒါပေမဲ့ပြိုင်ပွဲဖိုင်နယ်တက်တဲ့မှာကျွန်တော်ဒီထက်ပိုကောင်းဖို့လိုသေးတယ်ဒီထက်ပိုကောင်းမှဂိုးပိုရမှာဒီလောက်လေးနဲ့တော့မရဘူးဆရာသမားတွေကစားသမားတွေကလည်းနည်းနည်းအေးအေးဆေးဆေးလေးဖြစ်နေတဲ့ပုံစံမျိုးလေးဆိုတော့ short တွက်တဲ့ပုံစံမျိုးလေးကျွန်တော်မြင်ရတယ်တိုက်စစ်ဆင်နေရဆိုပေမဲ့တကယ်စိတ်မပါလက်မပါဘယ်လိုပြောရမလဲစိတ်မပါလက်မပါတော့မဟုတ်ပါဘူးဒီကောင်လေးအပြစ်တော့မပြောဒီနေရာတော့ထားရတော့နည်းနည်းပြောတိပြောခဲ့လေးဖြစ်နေရောဗျာဒီချက်ပို့ပြီးတော့မှတိုက်စစ်ဆင်နေတာဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတော့တောင်ပန်တွေရတယ်အများကြီးမလုပ်တော့ကျွန်တော်ဒီလိုမျိုးကြီးဖြစ်နေတာဆိုတော့အာမက်တူပါတော့မိနစ်80ယူ80လောက်မှဝင်လာမှဒီကစားသမားတွေကိုလုံးဝကို push လုပ်နိုင်တာသူတို့ရဲ့ final တက်တွေကိုအရောက်ပို့နိုင်တာဗျာအာမက်က9မိနစ်ဝင်လာရင်9မိနစ်ကစားတယ်လို့မျိုး10မိနစ်ကစားရင်10မိနစ်ကစားတယ်လို့သူအတိုးလုပ်ပြီးလုပ်ပြသွားတာဆိုတော့သူတို့က area zone လေးကိုစုပြုံပြီးဝင်ပြေးရလေအာမက်ဝင်လာလို့ရှိရင်ဆိုတော့ဒီအနေထားမှာကျွန်တော်ဖြတ်တယ်ပို့ပြီးပေးခွင့်ရတယ်အတင်းက lane gap play တွေရှိတ်ဆက်ပြီးတော့ကစားလို့ရတယ်အာမက်တို့ဘာလို့ဒီ behind the running တွေနဲ့ outside box တွေကိုပြီးထုတ်သွားတာဘယ်လောက်ကောင်းလဲဆိုတော့ဘောလုံးကြီးကြိုပြီးဆွဲသွားတာဘယ်လောက်ကောင်းလဲဆိုတော့တောင်ပါရီမှာလုတ်ပြသွားတာဒီဘယ်လောက်မိုက်လဲကျွန်တော်အရင်အနွယ်လေးတွေမြင်ရတယ်အတိုးလုပ်လေးတွေမြင်ရတယ်အာမက်ပါလာတော့အာမက်ဒီကတော့ပါလာတာတော်တော်ဝမ်းသာစရာကောင်းတယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာအာမက်မပါလာဘူးတော့ထင်နေတာဗျာဆိုတော့ပွဲထွက်ဒီဘယ်လိုပြောမလဲအတင်းရဲ့ကြီးညာတဲ့ line နဲ့ကိုကြည့်လိုက်တော့အာမက်ပါလာဆိုတော့ဝမ်းသာသွားတာပေါ့ဒီနေ့ပွဲစဉ်မှာမိနစ်တွေပါကစားရမလားဆိုပြီးတော့တွေးရင်ရတကယ်လေအာမက်ကစားခဲ့ရတယ်ဘယ်လောက်ထိပြိုစရာကောင်းလိုက်တဲ့ပွဲလေဆိုတော့ဒုတိယကျုပ်ဘီပါအောင်တဲ့ပွဲမှာတေးကြတဲ့အာမက်ပါတော့မှာဆိုတော့တောင်ပန်ကဒီကပုံပြီးမှအသက်ဝင်လာဖို့ရှိပိုကောင်းလာဖို့ရှိကျွန်တော်တိုက်စစ်ကနေဂိုးသွင်းနိုင်မှရမယ်ဒီရှိနေမှာဒုတိယကျုပ်မှာအိမ်ကွဲမှာဂိုးသွင်းနိုင်မှရမယ်ဂိုးသွင်းနိုင်လို့မရဘူးကိုရီးယားစိတ်ချမရဘူးဗျာလိုင်ယော်အတင်းနဲ့ပါတဲ့ဒီ2-0ဖြစ်နေတဲ့ပွဲမှာတော့မှ4-2အထိကိုပြန်ဖြစ်သွားတာเนาะဒါဘယ်လိုပြောမလဲတရားရောအနေထားနဲ့4-2ပြန်ဖြစ်သွားတာဒီကနေပြီးတော့မှတိုသေးလို့ပေါ့ကျွန်တော်9ခုပြန်သွင်းနိုင်တယ်ပန်ဒီနဲ့ပါနဲ့ဆိုတော့ short တွဲလို့မရဘူးဘီဘာအိုကလိုင်ယွန်တဲ့တော့ပိုကောင်းမဲ့အသင်းဆိုတော့အင်ကွက်မှာလည်းကျွန်တော် short တွဲလို့မရဘူးတေချာကစားမှရမယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကစားမတွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်ခန်းကြီးကျောင်းမှာတော့အများကြီးပြောစရာမလိုဘူးဒီခန်းကြီးကျောင်းမှာလုံးဝရှည်စွမ်းပို့သွားတာကတော့ဒီ Harry Daniel ပေါ့လေတော်တော်လေးကောင်းသွားတယ် defensive ဘိုင်းကိုကြည့်မလားတိုက်စစ်ဘိုင်းမှာပို့ပြီးတော့မှကောင်းတယ် defensive ဘိုင်းကတော့အဲ့လောက်မပြောလို့တိုက်စစ်ကိုလိုက်ပါတဲ့အပိုင်းတွေဒီ diagonal pass တွေပြီးတာတော်တော်ကောင်းတယ်ပြီးလို့ရှိရင်သူဖန်တီးပြီးသွားတဲ့အလုံးတော်တော်ကောင်းတယ်ဗျာဆိုသူဟိုပြောရမယ်အဲ့တလုံးလေးဖန်တီးပြီးသွားတယ်သူတော်တော်ကြီးကမှဟိုဖြစ်ပါတယ်မကွာရဒီနေ့ပွဲစဉ်မှာတော်တော်ချီချူဖို့ကောင်းတဲ့ကစားမပါဆိုတော့လုံးဝစူပါမကွာရကြီးပေါ့နော်မကွာတော့တော်ရှိဖို့တယ်တခြားသောကစားမတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတ်မပြောလို့ဘူးပုံမှန်ပဲဟိုဒီဟွာလို့ပါလို့ဆိုလို့ရှိရင်ပီတာလန်ဒီလော့ဖ်တို့လန်နီရိုတို့ပုံမှန်ပါပဲပီတာလန်ဒီလော့ဖ်ကတော့လည်းလိုအပ်ချက်များတယ်ပီတာလန်ဒီလော့နဲ့လီနီရိုကလည်းနည်းနည်းလေး weak ဖြစ်တဲ့ထဲမှာပါတယ်ဆိုတော့အိုရနာကြောင့်လည်းဘာမှပြောစရာမရှိဘူးသူဖမ်းတော့မှမဖမ်းရအောင်ဆိုတော့ထားလိုက်တော့ခံစစ်ကြောင်းမှာမကွန်ရတယောက်ပဲ strong ဖြစ်တယ်လို့ကျွန်တော်ထင်တယ်နောက်ထပ်ရူရိုနဲ့လန်ဒီလော့ဖ်ဒီနေ့တိတ်ပုံမကြောက်ဆိုတော့ one back တီကိုကြည့်လို့ရှိရင်လည်း Patrick Dorgu ကဒီနေ့မှာအမှားတွေများနေတယ်ဗျာဆိုတော့အတူအလုပ်တွေအဆင်မပြေဘူးခဏရှိုးလေးနေရတွေ့တယ်သူစူးစမ်းပြီးတော့ကစားပါတယ်သူ့ကိုညံ့တယ်လို့မပြောလို့ဘူးဒါပေမဲ့ဟိုနည်းနည်းလေးလိုအပ်ချက်တွေရှိနေတယ်ပေါ့နော်နည်းနည်းလိုအပ်ချက်ရှိနေကျွန်တော်တွေ့ရတယ်ဆိုတော့မဇရာဝီကတော့ one back အတွက်ပြောရမှာဆိုရင်တော်တော်လေးကောင်းတယ်ဒီနေ့မှာဂါနာရှူနဲ့တွေ့ကစားတာတော်တော်လေးအဆင်ပြေတယ်သူတို့နှစ်ယောက်က one back မှာဒီ switching လုပ်ပြီးတော့ကစားတယ်ပေါ့လေဂါနာရှူကအောက်ကိုရောက်လာရင်မဇရာဝီကလည်းပဲတန်းယူရောက်သွားတယ်ဒီလိုမျိုး switching တွေသွားတာဆိုတရားတယောက်နားလည်မှုကလည်းနည်းနည်းပိုရှိလာပြီပို့ပြီးတော့မှကစားပုံလေးပို့ပြီးတော့မှဆိုးလေးဖြစ်လာတယ်ကျွန်တော်ထင်တယ်သူတို့နှစ်ယောက်ကဆိုမဇရာဝီတော်တော်လေးကိုတူတက်လာတယ်ဒါအပြင်မဇရာဝီတူတက်လာတဲ့အများဂါနာရှိုးလေးလည်းဒီနေ့မှာကောင်းခဲ့ပါတယ်ဂါနာရှိုးမကောင်းတာမဟုတ်ကောင်းတယ်စူးစမ်းပြီးတော့ကစားရတယ်သူ့ကြောင့်ကျွန်တော်ပြည်တံပိုးတွေအများကြီးရတယ်ပြိုင်ဘက်တွေကိုအတူလုပ်နေကျူဖြတ်ဖို့စူးစမ်းရတယ်ကျွန်တော်မြင်ရတယ်ဒါပေမဲ့သူကတိတ်ပြီးတော့မထီရောက်ဘူးပေါ့နော်တိတ်ပြီးတော့မထီရောက်ဘူးတခါလေးမှသူလုပ်တာတွေကနည်းနည်း decision making တွေပုံမှန်ဖို့လိုသေးတယ်ဒါကတော့အရှိတိုင်းဝေဖန်တာပေါ့လေကျွန်တော်ပြောနေရတော့ပြောနေရတဲ့အကြောင်းပေါ့ဗျာဟိုအသင်းကောင်းဖို့အတွက်ကတော့လိုနေသေးတဲ့အပိုင်းတွေပြောတာပေါ့ဆိုတော့ဒီချက်ပုံကျွန်တော်တိုးတက်ဖို့လိုပါသေးတဲ့ကာနာရှူဒီချက်ပုံကျွန်တော်ကာနာရှူလို့ဘာလို့တိုးတက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဂိုးတွေအများကြီးမြင်ရမယ်အများကြီးပိုကောင်းလာမယ်ဆိုတော့ကာနာရှူချက်နည်းနည်းပို့ပြီးတိုးတက်လို့လိုသေးတယ်မဇရာဝီကတော့ဒီလောက်ဆိုတော်ပြီဒီလောက်ဆိုတော်တော်လေးကိုကောင်းနေပြီပြောလို့ရတယ်တော်ပြီလို့ပြောတာမဟုတ်ဘူးကောင်းလေပိုကောင်းလာလေအသင်းအတွက်ပိုကောင်းလေပေါ့ဆိုတော့ဒီလောက်ဆိုရင်တော်နေပြီမဇရာဝီကလုံးဝဟို one back မှာကစားတာဒီနေ့တော်တော်လေးအဆင်ပြေတယ်မဇရာဝီဆိုတော့ကွဲလီမှာခက်ဆမီယိုနဲ့ဥကာတီကိုကြည့်လိုက်လို့ရှိရင်ခက်ဆမီယိုတော်တော်ကောင်းတယ်ဆို
ဆိုတော့အမော်ရင်က3ရမဲ့ဒီကိုတီးသွားပြီခက်ဆမေကိုအများကြီးပြီးတော့ဆိုခိုင်းပြီးတော့တိုက်စီကိုအများကြီးတက်ပေးခိုင်းလို့မရဘူးသူ့ကိုတနေရာလေးမှာအသေးဆိုခိုင်းပြီးတော့ဒီဘောလုံးဖြန့်ဝေတဲ့အပိုင်းတွေအသက်နဲ့ရှိတ်ဆက်ကစားတဲ့အပိုင်းဆိုတော်တော်လေးကိုကောင်းတယ်ပြီးလို့ရှိရင်ကစားမခေါင်းတိုက်ဖို့ဆိုလို့ရှိရင် share ပဲဒီနေ့လေသူခေါင်းတိုက်သွားတာအခွင့်ကိုသူသွင်းပြီးတာဆိုတော့မကွန်ရရဲ့ဒီလုံးဝ chance creation ကနေပြီးတော့ Ugati ဖန်တီးပြီးတော့သူခေါင်းတိုက်သွားတယ်ဆိုတော့ဘယ်လိုပြောရမလဲတော်တော်အဆင်ပြေတယ်ခက်ဆမေအနေနဲ့နောက်ပိုင်းပွဲစဉ်မှာတော်တော်လေးကိုကောင်းလာတယ် Ugati ကလည်းမကွန်ရတဲ့တွဲဆိုတဲ့နေရာမှာတော်တော်အဆင်ပြေတယ်ဒီနေ့ပွဲစဉ် Ugati ရဲ့ရှီစွမ်းပို့ပေါ်တယ်မရှိခဲ့ပေမဲ့ Ugati လည်းအဆင်ပြေတဲ့အထက်မှာပါတယ် Bruno Fernandes နံပါတ်10မှာကစားတော့ဂါနာရှိုအကြောင်းပြောပြီးပြီ Bruno Fernandes အကြောင်းပြောရမယ် Bruno Fernandes တဲ့သူဒီနေ့ပွဲစဉ်မှာ2ဂိုးသွင်းသွားတယ် penalty 2ဂိုးတီငင်းပဲ ECC ပဲ captain က captain ပဲကျွန်တော် Fernandes က penalty လွဲခဲ့တယ်ဆိုတော့ ECC ပဲကန်သွားတယ်ပြီးလို့ရှိရင်သူဂါနာရှိုတို့ rest match တို့ဂိုးသမားတရားချင်းတရားအတွင်းမှာဘလို့ဂိုးသွင်းရတယ်ကွာဆိုပြီးတော့ပြသွားတယ်တက်တရားပြဥဆောင်ကိုကျွန်တော်သွင်းတယ်ဆိုတော့တော်တော်လေးကိုမှဘယ်လိုပြောရမလဲဘရုံကအာကိုရတဲ့ကစားသမားဖြစ်တယ်အမြဲတမ်းအာကိုရနေတာပဲကျွန်တော်ဒီနေ့ပွဲစဉ်မှာလည်းအာကိုရတာပဲဒါပေမဲ့ Bruno Fernandes ကတချို့အလုံးလေးတွေအလွဲလုပ်တယ်လို့ကျွန်တော်ထင်တယ်ဗျာသူဘေးရှင်နဲ့မကန်မဲနဲ့ညာရှင်နဲ့ကန်လိုက်တဲ့အလုံးဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့အခွင့်အရေးတော့ကျွန်တော်တို့ဒီညာချမ်းက win back ဖြစ်လှုပ်ချိုးဝင်လာပြီးမှဒီကိုဒါတော့ဘယ်လိုပြောမလဲ Patrick Dogu နဲ့မစရာဦးနဲ့လူစားလဲပြီး Dogu ဒီဘက်ကိုရောက်လာတော့လှုပ်ချိုးဟိုဘက်ကိုရောက်သွားတယ်လှုပ်ချိုးဝင်လာပြီးမှအခွင့်အရေး chance creation တွေလှုပ်ချိုးတော်တော်လုပ်ပေးတာဖြတ်တယ်မိုးတွေရောသူ့ဘက်က chance creation တွေရောတော်တော်မြင်ရတယ် one back မှာလှုပ်ချိုးကစားလို့ရှိရင်တော်တော်အဆင်ပြေတယ်ဆိုတော့တော်တော်လေးကိုမှလှုပ်ချိုးလေးတော်တော်လေးကိုကောင်းခဲ့တာသူ့ရှိက drop lane တွေပါတော့မတွေ့ရဘူးဗျ lane up play တွေပါအများကြီးကျွန်တော်မမြင်ခဲ့ရဘူးဆိုပေမဲ့သူလည်း lane up play တွေပါလေကစားနိုင်တယ်မမြင်ခဲ့ရတော့မဟုတ်ဘူးကျွန်တော်ဟိုဘက်ချမ်းရောက်နေတယ်တိတ်မမြင်တာသူ့ရှိက chance creation တွေတော်တော်ထွက်တယ်နော်လှုပ်ချိုးကတော်တော်လေးကိုသဘောကျဖို့ကောင်းတဲ့ကစားမှာဖြတ်တယ်မိုးတွေရောchance creation တွေရောဒီနေ့ဂါနာရှိုတို့လှုပ်သွားတဲ့အလုံးလေးလှုပ်ချိုးစီကလာတာဒီကန်သွားတဲ့အလုံးလေးပြီးလို့ရှိရင် Bruno Fernandes လုံးဝညာရှည်နဲ့ကန်သွားတာဘေးရှည်နဲ့မကန်ဘဲညာရှည်နဲ့ကန်သွားတဲ့အလုံးလေးလှုပ်ချိုးစီကလာတာလှုပ်ချိုးကတော်တော်ကြီးကိုမှအာကိုရခဲ့တယ်ဆိုဝင်းဘက်မှာသုံးလို့ရှိရင်တော်တော်အဆင်ပြေတယ် Fernandes ကတချို့နေရာလေးလွဲတယ်ဗျာသိမလားဝေးကလှမ်းကန်တာတွေတခါလေးမှမလုပ်တင်တာတွေလုပ်တယ် Fernandes ကမကောင်းဘူးလို့ပြောတာမဟုတ်တော်တော်ကောင်းတဲ့ကစားသမားအသင်းတွေလုံးဝအာကိုရဆုံးအသင်းမှာ quality အကောင်းဆုံး player အသင်းကောင်းဆောင်ဒါပေမဲ့တခါတလေမှမလိုအပ်တာတွေလုပ်တယ်ဟိုဒါလေးလည်းနည်းနည်းပြင်ဖို့လိုတယ်ပေါ့နော်မီဆင်မောင်းတို့ဘာလို့နောက်ပိုင်းမှာဝင်လာတယ်ဆိုတော့မီဆင်မောင်းတို့ဘာလို့လဲတော့အများကြီးပြောစီရမလို့ပါဘူးတော်တော်လေးရုံပြီးတော့ကစားသွားတယ်မီဆင်မောင်းကတော့ကိုရီးယားအမော်ရင်သဘောကျတဲ့ကစားမှာကျွန်တော်လည်းသဘောကျတယ်သူလောက်တာတွေတခါတလေမှမအောင်မြင်တာလေးတွေရှိရဆိုပေမဲ့လို့ကစားမကဗျာပွဲထွက်ခွင့်အများကြီးကစားခွင့်ရှိအများကြီးမရသေးဘူးဆိုတော့သူ့အနေနဲ့လည်းကစားခွင့်ရလာရင်တဖြည်းဖြည်းနဲ့တစ်ချက်ပိုကောင်းလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အခုလို့ဆိုတော့မီဆင်မောင်းလိုအပ်ချက်တွေရှိနေသေးဖြစ်ပေမဲ့မီဆင်မောင်းကောင်းပါတယ်မီဆင်မောင်းကောင်းတယ်ကွင်းတွေပိုင်းမှာကောင်းပါတယ်မီဆင်မောင်းတိုက်စီက Resme Watch နဲ့တော်တော်သဘောကျဖို့ကောင်းတယ်ဒီနေ့ကစားသွားတာတသင်းလုံးကောင်းကြတာပါပဲလိုအပ်တဲ့ကစားမှလိုအပ်တာပေါ့တော်တော်သဘောကျဖို့ကောင်းတယ်လို့ကျွန်တော်ထင်တယ်သူဒီနေ့ပွဲစဉ်မှာတော်တော်လေးအဆင်ပြေတယ်ဒီပန်ဒီရခဲ့တဲ့တလုံးလေးသူတာဆွဲလေးမခံရမယ်ဆိုလို့ရှိရင်ခူးရသွားမှာယူပါလိမ့်မခူးရသွားတော့မှာဒီတလုံးက Watchland တော်တော်လေးနှမျိုးစရာပဲတော်တော်လေးနှမျိုးစရာပေါ့ပဲတော်တော်လေးနှမျိုးကိုကောင်းတဲ့အလုံးပဲဒီလုံးတာသူဆွဲလေးမခံရဘူးဆိုလို့ရှိရင်ဂိုးတွေပါရသွားမှာပေါ့နော်ဒီနေ့ပွဲစဉ်မှာလည်းသူအသင်းနဲ့ link up လေးကစားသွားတော်တော်လေးကောင်းတယ်အရှိတ်ဆက်လေးတော်တော်လေးအဆင်ပြေတယ်ဒီတောင်ပါကနေဆွေးပြေးပြီးတော့ဘောလုံးပြက်ပြီးလို့ထင်တာကသူကောင်းကောင်းကစားပြသွားတယ်ပေါ့တော့ဒီခိုးသွင်းမှုတွေနေရာယူပုံလေးလိုအပ်တာကလွယ်လို့ရှိရင်ကျန်တဲ့ဟာတွေ Resme Watchland တော်တော်တူတက်လာလို့ပြောလို့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်ကတော့ပြောစရာကောင်းခဲ့တဲ့ပွဲစဉ်ပေါ့ဗျာအသင်းကလည်းပွဲကို AC ထိရှုံနိုင်ပြီးတော့10ယောက်7ယောက်အနေထား3ဂိုးပြက်အနေထားမှာဒုတိယပိုင်းမှာတကူလောက်ထပ်ပြီးတော့မရခဲ့တာတော့နည်းနည်းစိတ်မကောင်းစရာပေါ့ကျွန်တော်ကတော့တကူလောက်ထပ်ပြီးရစီချင်တယ်ဒါပေမဲ့ကိုတော့ထပ်မရခဲ့ဘူးဆိုတော့ဒါကတော့နေ့ပွဲစဉ်အတွက်ပွဲပြီးမှာပြောစရာလေးဝေမျှတာပါဒီနေ့ကတော့ပြောစရာလေးနေ့ဖြစ်ကြပါစေအားလုံးကောင်းသောနိုင်ခင်းလေးဖြစ်ကြပါစေကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ် subscribe လုပ်ကြဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာထပ်တွေ့ကြပါအောင်ကျေးဇူးတင်ပါတယ်